တကယ်လို့ဘရိုတို့လည်းငရဲပြည်ကိုခဏတာတွားလေချင်နေဆိုရင်တော့ဒီ soft ကိုတော့တွားစားကြည့်ကြပါလို့အကြံပေးချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဘဝမှာတစ်ခါလောက်တွားစားကြည့်တင်တော့ကမ္ဘာအဆက်ဆုံးဟင်းလျာတုံးမျိုးနံပါတ်1 fast curry ကတော့ဗြိတိရှနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ရဲ့ style curry တစ်မျိုးဖြစ်ပါတယ်ဒီ curry ကိုအင်္ဂလန်နိုင်ငံရှိဘာမင်ဟမ်မြို့ Bingham State တွေပိုင်တဲ့စားတော့ဆိုင်ကနေပြီးတော့စတင်ပြုလုပ်ခဲ့ပါတယ်ဒီ curry ဟာအလွန်ဆက်တဲ့ဟင်းလျာတစ်မျိုးဖြစ်ပြီးပင်တာလူထက်တောင်မှပိုဆက်တယ်လို့လည်းသိရှိရပါတယ်အဆက်တက်တွေကိုအတိကပေးတဲ့ငရုတ်တီကတော့တရေငရုတ်တီလို့ခေါ်တဲ့gok pepper ငရုတ်တီနဲ့တခြားငရုတ်တီများစွာကိုရောနှောပြုလုပ်ထားတယ်လို့လည်းသိရှိရပါတယ်ဒီဟင်းလျာကိုတချို့ကတော့စိန်ခေါ်မှုဟင်းလို့လည်းခေါ်ကြပါတယ်ပြီးတော့တချို့ကတော့ဒီ curry ကစားတော့တူကိုလက်စားချေခြင်းနဲ့ဟင်းလို့လည်းဆိုကြပြန်ပါတယ်တကယ်လို့တင်တော့ဒီ fast curry ကိုအစားဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့တင်တို့ရဲ့အစာအိမ်နဲ့ဦးလန်းချောင်းအတွက်အတက်အမခံဝေထားဖို့လည်းကျွန်တော်ပြောချင်ပါတယ်နို့နဲ့တင်ချင်တို့လိုမျိုးအပူရှိန်ကို short ချပေးနေတဲ့အစားအသောက်တစ်ခုခုကိုလည်းဘေးနားမှာအတင်ဆောင်ထားဖို့လည်းအကြံပေးချင်ပါတယ်ဒီတော့တောင်းမတောက်လိုက်ပါနဲ့ဟုတ်ရင်ဘရိုတို့ငရဲပြည်ကိုတန်းရောက်သွားနိုင်ပါတယ် Number 2 Naga Morris Curry ဆိုတဲ့ဟင်းလျာကလည်းအိန္ဒိယနိုင်ငံနဲ့ Bingham State ပိုင်းစားတော့ဆိုင်မှာများစတင်ပြုလုပ်ခဲ့ပါတယ် Naga Morris ငရုတ်တီကိုBingham State နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ရဲ့အရှေ့မြောက်ပိုင်းဒေသမှာစတင်စိုက်ပျိုးခဲ့တယ်လို့လည်းဆိုကြပါတယ်ဒီ Naga Morris Curry အရှေ့ကhair curry ထပ်ပို့ပြီးတော့ဆက်တယ်လို့လည်းသိရှိရပါတယ်တကယ်လို့တင်တော့လည်းဒီ Naga Morris Curry ဆိုတဲ့ဟင်းလျာကိုစားမယ်ဆိုရင်အိမ်ကနေပြီးတော့ပန်ကာအကြီးစားတစ်လုံးကိုပါတည်တော့ဖို့အကြံပေးချင်ပါတယ်။မှာကြိုက်တဲ့သူဆိုရင်တော့ဒီ curry ကိုတစ်ခါလောက်ပတ်စားကြည့်ကြပါလို့ပြောချင်ပါတယ်။အိမ်ကနေပြီးတော့အားရပါရစားချင်တဲ့သူအတွက်ဆိုရင်တော့အိမ်မှာရှိတဲ့အဖို့တန်ပစ္စည်းလေးတွေကိုအရင်ဆုံးဖယ်ရှားထားဖို့ပြောချင်ပါတယ်။မဟုတ်ရင်အိမ်လုံးနဲ့ငါဖြစ်သွားနိုင်ပါတယ်။ Number 3 The Bomb Hub Sub ပါတောင်းမှကြော Bomb Hub Sub ကို USA နိုင်ငံမှာစတင်ပြီးတော့ပြုလုပ်ခဲ့ပါတယ်။ဒီ sub ကိုတော့ကမ္ဘာအဆက်ဆုံးငရုတ်ဒီများစွာနဲ့ပြုလုပ်ထားတယ်လို့လည်းဆိုကြပါတယ်။ USA မှာဆိုရင်တော့ဒီ sub ကိုကြက်တောင်မှန်ကြော်လေးနဲ့တွဲစားကြပါတယ်။ဒီတော့လည်းဒီ sub ကိုမစားခင်မှာရေကူးမြတ်မှန်အရင်အဆုံးတက်ထားဖို့ကြံပေးချင်ပါတယ်။ဒါနဲ့ဆိုတော့သူ့ရဲ့အငွေကတင်တို့ရဲ့မျက်လုံးလေးတွေကိုအမောင်ကျတော့အောင်ပြုလုပ်နိုင်လို့ပဲဖြစ်ပါတယ်။ပြီးတော့အစားနေတဲ့အချိန်မှာအရန်ဆက်တယ်ဆိုပြီးတော့လည်းရေကိုတော့မတောက်လိုက်ဖို့ကြံပေးချင်ပါတယ်။ရေကသူ့ရဲ့အဆက်ကိုမဖယ်ရှားနိုင်ဘူးလို့လည်းဆိုကြပါတယ်။ဒီ The Bomb Hub Sub ကိုတစ်ခါလောက်စားကြည့်မိလိုက်တယ်ဆိုရင်တင်ဟာငရဲပြည်ကိုတစ်ခဏရောက်သွားနိုင်တယ်လို့လည်းဆိုကြပါတယ်။တကယ်လို့ဘရိုတို့လည်းငရဲပြည်ကိုခဏတာတွားလေချင်နေဆိုရင်တော့ဒီ sub ကိုတော့တွားစားကြည့်ကြပါလို့အကြံပေးချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့လူအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာဒီထက်ကောင်းတဲ့ content လေးတွေနဲ့ကျွန်တော်ဖန်တီးပြီးတော့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားရဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe နေခဲ့ဖို့လည်းမမေ့ပါနဲ့ကျွန်တော်ရဲ့ page ကိုလည်း follow လုပ်ထားဖို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ကဲကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye ပါ